မော်တော်ယာဉ်များထုတ်လုပ်ခဲ့တဲ့ခုနှစ်ကြာမြင့်ပြီးအိုမင်းဟောင်းနဲ့မော်တော်ယာဉ်များဟာ73စီပုံမသုံးဆွဲရခြင်းကြောင့်ပြည်သူ့ဗဏ္ဍာငွေများလေလွင့်မှုဖြစ်ခြင်းယာဉ်များရဲ့ကြန့်ခိုင်မှုအားနည်းခြင်းဟာယာဉ်မတော်တဆမှုများဖြစ်ပေါ်ခြင်းယာဉ်မှပုံမထွက်တဲ့မိခိုးငွေများဟာတဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေခြင်းတို့ကိုဖြစ်ပေါ်စေတဲ့အတွက်ထုတ်လုပ်တဲ့ခုနှစ်မှာတက်တန်း20ကျော်လွန်ယာဉ်များမော်တော်ယာဉ်ကိုအနေနဲ့ကင်းရှင်းစွာမောင်းနေရန်ပြင်ဆင်လို့မရနိုင်တဲ့ယာဉ်များနဲ့ထုတ်လုပ်တဲ့ခုနှစ်မှာတက်တန်း20မကျော်တော့လဲမိမိဆန္ဒအရအနှံ့လိုတဲ့ယာဉ်များကိုအနှံ့ရင်ရဲ့တံမိုးနဲ့ညီလက်စစ်သုံးရင်ဤဝီယာဉ်များကိုအစားထိုးလဲလှယ်နိုင်ရေးဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ရင်အိုရင်ဟောင်းအနှံ့မှုတွင်ကုန်းလန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှထုတ်ပေးတဲ့ဖြတ်သိမ်းရင်ထောက်ခံချက်ပုံစံကားကြီးတင်ပြပါကအနှံ့နဲ့ရင်မျိုးစားလိုက်တင်းလျော်တဲ့လက်စစ်သုံးရင်ဤဝီတစည်းကိုအမျိုးသားဆင့်လက်စစ်သုံးရင်နဲ့ဆက်ဆက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီကစီစစ်ပြီးအစားထိုးတင်သွင်းခွင့်ပြုမှာဖြစ်ပြီးကြာတင်ပဲနိုင်ငံခြားငွေများကိုလည်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတင့်တဲ့ဈေးနှုန်းဖြင့်ရောင်းချပေးသွားမှာဖြစ်တယ်လို့စီးပွားရေးနှင့်ကုသရေးဝန်ကြီးဌာနမှသတင်းရရှိပါရခင်ဗျာ။